ဒီအုပ်ကခမည်းအုပ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါသိမင်းစားနေတဲ့အမဲသားငါ့ကိုကြွေးနေပါဦးဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတရေကြီးမကြောက်ဘူးလားဟူသောစကားကိုမေးချိန်မှာမောင်ဘိုးနေဟာတိုက်ရီမောလိုက်ပြီးကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကယ်ပါဦးလို့អော်ပြီးတော့အမေစီပြေးချင်ခဲ့ဘူးတာပေါ့ပြီးတော့အဖေကျွန်တော်ကြောက်တယ်လို့ပြောပြီးတော့အဖေကမကြောက်နဲ့ငါသားလို့ပြောတော့လိုချင်ခဲ့ဘူးတာပေါ့ဗျာဒါပေမဲ့ကျုပ်ကကြောက်လဲငိုယုံနေလဲကျုပ်ကိုဘသူကချော့ဘသူကမငိုနဲ့လို့မှပြောမှာမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတာဘာလဲလို့တော့မေးရမလို့ပဲဗျာတဲကောင်ကြီးကအုတ်ကူကြီးရဲ့ရှေ့မှာမားမားရက်ပြီးတာလက်ကိုဖြတ်ပြီးတော့တောင်းနေပါလေဘိုးထင်ပြောတာကိုနားလဲပုံလဲမပေါ်ပါအဲဒီကမှမောင်ဘိုးထင်ကမဲသားတစ်ဖက်ကိုတရေကြီးရက်နေတဲ့အုတ်ကိုအစုံကိုပြစ်ပေးလိုက်ပါတော့တယ်တရေကြီးကမောင်ဘိုးထင်ပြစ်ပေးလိုက်တဲ့အမဲသားတို့ကိုကောက်ယူပြီးတော့စားနေလေကုံသွားတဲ့ခါနောက်တစ်ခါလက်ကိုပြန်ဖြန့်ပြီးတော့တောင်းနေပြန်တယ်မောင်ဘိုးထင်ကလည်းထပ်ပြီးတော့ချပေးလိုက်ပြီးထမင်းကိုသာစားနေတော့တယ်ခဏကြာတဲ့ခါမှာဘိုက်ပြေသွားပြီမလို့ကျန်တဲ့ထမင်းနဲ့ဟင်းများကိုအုတ်ကိုအစုံးမှာစုပုံပြီးတော့ပေးလိုက်ပြီးတော့တယ်အဲဒီကတရေကြီးကမောင်ဘိုးထင်ပုံပေးတဲ့ထမင်းညာဟင်းညာများကိုအားရပါရစားတောင်းနေပါတော့သည်စားတောင်းနေတော့တရေကြီးကိုမောင်ဘိုးထင်ကကြည်ပြီးတဲ့နောက်စကားဆိုလိုက်လေ